တရားတစ်ခုမြောက်သောစာလံအပိုင်းငယ်1ကနေပြီးတော့မှရှေ့ထိဖြစ်ပါတယ်အဲ့တော့ခေါင်းစဉ်ကတချို့ကျမ်းစာတွေမှာဖြောင့်မတ်သောသူတို့ဤပထနာဆိုပြီးတော့ရေးထားတယ်နော်ဆိုတာဒါကျမ်းစာအုပ်ထဲမှာရေးထားတဲ့ခေါင်းစဉ်တချို့ကျမ်းစာမှာကျတော့ရှင်ဘုရင်ဤဂတိတော်တဲ့နော်ဘုရင်ဤဂတိတော်ဆိုပြီးတော့ရေးထားတယ်ဆိုတော့ဒီကျမ်းစာကိုရေးထားတာကဒါဝိမင်းကြီးအဲ့တော့ခေါင်းစဉ်က2မျိုးဖြစ်တယ်နော်ဆိုတော့2မျိုးစလုံးယူလို့ရတယ်ဖြောင့်မတ်သောသူတို့ဤပထနာဆိုတာကဘွာတော်ဘွာလိုတိတခါဒါထူးပါနော်ဖြောင့်မတ်သောသူတို့ရဲ့ဆူတောင်းခြင်းဆိုအဲ့တော့ဒီဘုရင်ဒါဝိဒ်ရဲ့ဂတိကိစ္စစကားလည်းဟုတ်တယ်ဘုရားသခင်ကိုပြောတဲ့စကားဖြစ်တဲ့အတွက်ဆူတောင်းခြင်းလည်းဟုတ်တယ်ဒီရှင်ဘုရင်ရဲ့ဂတိကိစ္စစကားနဲ့ဘုရားသခင်တိုင်းမှာဆူတောင်းတဲ့ဆူတောင်းချက်တွေကသူ့တယောက်တည်းအတွက်ပဲမဟုတ်ဘဲနဲ့ဒါကိုနမူနာယူပြီးတော့ကျွန်တော်တို့ဘုရားသားသမီးတွေအသက်တာမှာလည်းဆင်ခြင်ပြီးတော့မှဒါခွန်အားယူပြီးတော့လိုက်လျှောက်ဖို့ဖြစ်တယ်ဆိုတော့နော်ပေါ်ပြချင်တာဖြစ်တယ်ဒါကြောင့်မလို့ခေါင်းစဉ်တတ်ထားတာပါလေဖြောင့်မတ်သူတို့ဤပထနာဆိုပြီးပြောတယ်နော်ဆိုတော့အဲ့မှာတချို့ကျမ်းစာမှာကျတော့ဘုရင်ဤဂတိတော်ဆိုပြီးရေးတယ်ဒါကြောင့်ကျွန်တော်ဒီမှာဘုရင်ဤဂတိသစ္စာဆိုပြီးတော့ပြောထားတာဖြစ်တယ်နော်ဘုရင်ဖြစ်ခါစားမှာစတင်ပြီးတော့သူဘယ်လိုပုံစံမျိုးအုပ်ချုပ်မလဲဘယ်လိုကျင့်သုံးမလဲဆိုတာကိုတခါလေသူ့ရဲ့မူဝါဒနော်အဝဲတာကပွဲချီကိုဒီလေကပွဲဝရတာတို့ဒါဘလမနီလေတော့အဝဲကပါလာတာလေရကပါမီဘော်ဒီလေဒီလေနော်ဒါဝဲနေဝဲချိုးတာတော့စီဝဲတာတော့ဖိပါထိပါတော့ကစားရပါနော်ဆိုတော့ဘုရားရှိခိုးဂတိသစ္စာဆိုတဲ့စကားကိုစဆိုတာဖြစ်တယ်တဲ့အဲ့တော့ရည်ရွယ်ချက်ဆိုရည်ရွယ်ချက်ဆိုတာကျွန်တော်အခုလေ့လာတော့မှ1 2 3 4ဆိုပြီးတော့နော်ဆိုတော့ဒီကျမ်းစာကိုရေးရတဲ့ရည်ရွယ်ချက်ကိုသူ့ရဲ့ကျမ်းညွှန်းလေးအခြေခံကျမ်းချက်ကလေးတွေနဲ့အတူတူလေ့လာတော့မှာဖြစ်တယ်။ဥဆုံးပါနဲ့စတာလေဘုရားသခင်ကိုချီးမွမ်းခြင်းနဲ့စတာ။ဖတ်ကြည့်အောင်ကျမ်းစာကိုစာလံ101အငယ်1မှာပြောတယ်။ငါသည်တနာဆုံမဲ့ခြင်းတရားသဖြင့်စီရင်ခြင်းကိုအကြောင်းပြု၍တည်ခြင်းဆိုပါမည်။အိုထာဝရဘုရားရှေ့တော်၌တည်ခြင်းဆိုပါမည်။ဘသူရဲ့တနာကြည့်လာလဲဘုရားသခင်ရဲ့တနာဆုံမဲ့ခြင်းဘသူရဲ့တရားသဖြင့်စီရင်ခြင်းလဲဘုရားသခင်ရဲ့တရားစီရင်ခြင်းကိုအကြောင်းပြု၍တည်ခြင်းဆိုပါမည်တဲ့နော်ဥဆုံးဘုရားသခင်ကိုချီးမွမ်းတယ်အဲ့ဒါဒီပင်ရင်သူ့ရဲ့အုပ်ချုပ်မှုအတွက်စံနှုန်းဖြစ်လာအဲ့တော့ဒီမှာပြောနေတာဘယင်အကြောင်းပြောတယ်အုပ်ချုပ်သူတစ်ယောက်ဖြစ်တယ်ပတဲရာဝိနေပတဲစောပါရရာလူမေပေါ်လဲအပတိပေါ်ပေါ်ရာလူမိတဲ့အပါကတော့ဘဝတန်တယ်ဆိုတော့ဘယင်တစ်ယောက်အကြောင်းကျွန်တော်တို့ပြောတယ်တိုင်းပြည်ကိုအုပ်ချုပ်နေတဲ့သူတစ်ယောက်အကြောင်းကိုကျွန်တော်တို့ပြောနေတယ်ဒါဆိုရင်ကျွန်တော်တို့နဲ့ဘာပတ်သက်တယ်ဒီကျမ်းစာကကျွန်တော်တို့ကဘယင်တွေမဟုတ်ဘူးလားဘယ်နေရာမှာဘယင်ဖြစ်တယ်စဉ်းစားကြည့်ယာဒူးတာမရှိတာနော်ယာဒူးတာမရှိတာကိုယ့်ကိုယ်တော့ဘယင်ပဲမဟုတ်လားတခါလေဆရာကြီးပြောရင်တော့နောက်ထောင်ကြည့်ဦးလေဟုတ်တယ်မလားကိုယ်စိတ်ထဲမှာတော့ကိုယ်သာဘယင်ပဲဟုတ်တယ်မလားကျွန်တော်တို့လည်းကိုယ်အတိုင်းအတာနဲ့ကိုအုပ်ချုပ်စီမံနေရတာလေမရှိဘူးလားကိုယ်မိသားစုထဲမှာအိမ်တော်ဦးစီးဖြစ်နေမယ်မိသားစုထဲမှာမိခင်တယောက်ဖြစ်နေမယ်ဟုတ်တယ်မလားအကိုကြီးတယောက်ဖြစ်နေမယ်အမကြီးတယောက်ဖြစ်နေမယ်မိသားစုအတွက်ရှာဖွေလုပ်ကျွေးနေရတဲ့ဥဆောင်နေရတဲ့လူငယ်တယောက်လည်းဖြစ်ချင်ဖြစ်မယ်ဟုတ်တယ်မလားတငယ်ချင်းတွေကြားထဲမှာကိုကဥဆောင်နေတဲ့သူတယောက်လည်းဖြစ်ချင်ဖြစ်မယ်ဘာရင်မဟုတ်ဘူးအလိုလိုနေနေတဲ့တငယ်ချင်းတွေကကိုပြောရင်နားထောင်နေနော်ကိုအကြိုက်ကိုလိုက်လုပ်တယ်ဟုတ်တယ်မလားကိုသွားရင်နောက်ကလိုက်တယ်ဆိုတာမျိုးနဲ့မသိမသာပဲနဲ့အလိုလိုနေနေတဲ့ခေါင်းဆောင်နေရာမှာရောက်နေတာလည်းဖြစ်ချင်ဖြစ်မယ်အသင်းတော်ထဲမှာအမှုတော်ဆောင်နေတဲ့သူတယောက်လည်းဖြစ်ချင်ဖြစ်မယ်အသင်းအုပ်ဆရာလည်းဖြစ်ချင်ဖြစ်မယ်ဟုတ်လားစီးပွားရေးလုပ်ငန်းထဲမှာအလုပ်သမားခေါင်းဆောင်ပဲဖြစ်ဖြစ်မန်နေဂျာပဲဖြစ်ဖြစ်နော်ကုမ္ပဏီပိုင်ရှင်ပဲဖြစ်ဖြစ်ဆိုတော့တယောက်ကိုရှိတဲ့နေရာတစ်မျိုးမှာအခန်းကဏ္ဍတစ်ခုစီမှာကျွန်တော်တို့လည်းဥဆောင်မှုဆိုတဲ့ခေါင်းဆောင်မှုဆိုတဲ့လုပ်ငန်းကိုမဖြစ်မနေလုပ်နေရတာဟုတ်တယ်မလားအဲ့တော့ဒီနေ့ဒီရှင်ဘုရင်ရဲ့ဆုံးဖြတ်ချက်သူ့ရဲ့ရည်ရွယ်ချက်သူ့ရဲ့စိတ်ပြဋ္ဌာန်းမှုငါဘယ်လိုအသက်ရှင်မလဲငါဘယ်လိုတရားမျှတစွာစီရင်မလဲဘယ်လိုအုပ်ချုပ်မလဲဆိုတဲ့အရာတွေကကျွန်တော်တို့အသက်တာထဲမှာလည်းသူဒီဘုရားသခင်ရှေ့မှာအကောင်းဆုံးသူ့ရဲ့အုပ်ချုပ်မှုကိုတည်ဆောက်ပြီးတော့ဥဆောင်မှုပေးသွားတယ်လို့ကျွန်တော်တို့တယောက်ချင်းစီတိုင်းရဲ့မိမိတို့ရှိတဲ့နေရာအခန်းကဏ္ဍမှာဘုရားသခင်ရဲ့အလိုတော်နဲ့နှစ်သက်သောလမ်းထဲမှာအကောင်းဆုံးဥဆောင်မှုပေးသွားဖို့အတွက်သင်ခန်းစာယူလို့မရဘူးလားနောက်တစ်ချက်ကတော့ဘာပြောလဲဆိုတော့ရည်ရွယ်ချက်နှစ်ဖတ်ကြည့်အောင်နံပါတ်2ကဘာအတွက်လဲဖြောင့်မတ်စွာနေထိုင်ရန်ဂရုပြုခြင်းမိမိကိုယ်တိုင်ဒီဖြူစင်သောနှလုံးသားဖြင့်အပြစ်ကင်းသောလမ်းစဉ်အတိုင်းရှောက်လန်းမည်ဟုဘုရားသခင်ရှေ့တွင်တစ္ဆာပြုရန်နော်ဘာနဲ့ပါလဲဖြူစင်သောနှလုံးသားနဲ့အပြစ်ကင်းသောလမ်းစဉ်အတိုင်းရှောက်လန်းမယ်
နော်ဆိုတော့အဲ့လိုမျိုးဘုရားရှိခိုးခဏိသစ္စာပြုတယ်ကျမ်းစာမှာဗာရေးထားတယ်အငယ်2မှာနော်တရားတစ်ခုမြောက်သောစာလံအပိုင်းငယ်2စုံလင်သောတရားအတိုင်းပညာသတိနှင့်ကျင့်ပါ၏ကိုတော်သည်အကျွန်ုပ်စီသို့အဘယ်ကာလမှကြွလာတော်မူမည်နည်းကိုအိမ်တွင်တန်ရှင်းသောစိတ်နှလုံးနှင့်ကျင့်ပါမည်ကျမ်းစာထဲမှာဆိုရင်နံပါတ်1ဘာအတိုင်းသူကျင့်မယ်လို့ပြောတယ်စုံလင်သောတရားအတိုင်းအဲ့တော့ဘုရားသခင်ရဲ့အလိုတော်ဘုရားသခင်ရဲ့ပေါ်ပြတဲ့ဤဥပဒေသဘုရားသခင်ရဲ့သွန်သင်ဆုံးမသောဩဝါဒများအတိုင်းဘုရားသခင်ပေးတဲ့ပြည့်ညတ်စည်းကမ်းများအတိုင်းတနည်းအားဖြင့်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်အတိုင်းနဲ့ဗာနဲ့ကျင့်မလဲပညာသတိနဲ့ကျင့်ပါပြီပညာလည်းလိုတယ်သတိလည်းလိုတယ်ရှိထားတဲ့ပညာတွေအတိုင်းဆင်ခြင်ပြီးတော့မှသေသေးချာချာလုပ်တတ်တဲ့အကျင့်ဟုတ်လားအဲ့ဒါလည်းလိုတယ်အဲ့တော့တတိတော်အတအားထားပြီးတော့ပညာမတတ်ရင်ဘာဖြစ်လဲငါကြောက်ပြလာမှာပေါ့ဟုတ်တယ်မလားဟိုဆိုလေဦးဖြစ်ပါမလားဖြစ်ပါမလားအေးဒီဟာဆိုလေဘာကကဲထော်အတာဝဲမာတပူပါမာကြတော့ကွာရမာဝအဲ့လိုတော့ကြည်လို့နော်ဖြစ်ပါမလားအဲ့ဒါကတတိထားတာမဟုတ်ဘူးအဲ့ဒါဘာဖြစ်လဲအဲ့ဒါကအကြောက်တော်တာဖြစ်သွားဟုတ်လားတတိဆိုတာက तू ဘယ်လိုလုပ်မလဲဆိုတာ तू သိတယ်ပညာရှိတယ်အဲ့ဒီပညာကိုလည်းမလွတ်တမ်း तू ဆင်ခြင်တယ်သုံးသပ်တယ်ပြီးတော့မှဟလာလှုပ်တင်လားမလှုပ်တင်ဘူးလားကြောက်တင်လားမကြောက်တင်လားဟုတ်တယ်ကသွားတင်လားမသွားတင်လားဆိုတာကိုတိတိကျကျသိထားတဲ့ပညာတွေနဲ့ဆုံးဖြတ်ပြီးတော့မှလုပ်တယ်သတိထားပြီးလုပ်အဲ့တော့ပညာသတိအဲ့ဒီပညာသတိကဘယ်အပေါ်မှာရှိရမှာလဲစုံလင်သောတရားစုံလင်သောတရားအတိုင်းပညာသတိရှိရဘုရားသခင်ရဲ့နှုတ်ကပတ်တော်တရားတွေမှာပါတဲ့ပညာတွေနဲ့တတိထားပြီးတော့အသက်ရှင်တယ်လို့သူကပြောတာအဲ့တော့ကိုတော်ဒီအကျွန်ုပ်စီတို့အဘယ်ကာလမှကြွလာတော်မူမည်တဲ့ဓမ္မပညာရှင်တွေသုံးသပ်တာကသူကဘာလို့မျောလင့်နေလဲဆိုတော့နန်းတက်ကာဇအချိန်နော်ကျွန်တော်ဘယင်ဖြစ်ကာဇအချိန်မှာဘုရားသခင်ရဲ့အဲ့ဒီအချိန်ကာလတခုမှာသူကဘုရားသခင်ရဲ့ပဋိညာဉ်တစ်တာကသူ့စီကိုမရောက်လာသေးတဲ့အချိန်သူကဒါကိုမျောနေတာဘုရားခင်ပဋိညာဉ်တစ်တာကြီးကိုတည်ဆောင်လာပြီးတော့နန်းတော်တွေကိုတင့်ဆောင်လာဖို့အတွက်သူမျောနေတယ်တဲ့နော်ဆိုတော့အဲ့လိုအချိန်ဆိုတော့အဲ့မှာစာငတ်နေတာဘုရားခင်ဟိုတော့လူတွေအဲ့ဒီပဋိညာဉ်တစ်တာကြီးကိုဘုရားခင်ကြွလာတယ်လို့ပြောတာနော်ကျမ်းစာထဲမှာပြန်ကြည့်ရင်တပါးမျိုးသားတွေကအဲ့လိုပြောတာဟာဣသရေလတပ်ထဲကိုဒါဝရဘုရားကြွလာပြီဆိုပြီးတော့အဲ့လိုအော်တာကြောက်တာဘာဖြစ်လို့လဲဆိုအဲ့ဒီပဋိညာဉ်တစ်တာကြီးလာရင်ဘုရားလာတယ်လို့သူကအဲ့လိုပဲယူတာဒါကြောင့်မလို့အဲ့ဒါပဋိညာဉ်တစ်တာကိုနန်းတော်တွေကိုတည်ဆောင်လာဖို့ရန်ဒါဝိဒ်ကညော်လေးတောင်းတအားနေပြီးတော့သူကဘုရားခင်မျက်မှောက်တော်ကိုဆာငတ်တောင်းတနေတဲ့စိတ်ခံစားချက်အဲဒါကြောင့်အဘယ်ခါမှဘယ်ကာလမှကြွလာတော်မူမည်တဲ့နော်ပြီးတော့သူကကိုအိမ်တွင်တန့်ရှင်းသောစိတ်နှလုံးနဲ့ကျင့်ပါမည်တဲ့ဘယ်မှာလဲဘယ်မှာကျင့်ပါလဲကိုအိမ်မှာဘာနဲ့ကျင့်ပါလဲတန့်ရှင်းသောစိတ်နှလုံးနဲ့ဆိုတော့လူအများရှင်အောင်ဟာရှင်မင်းကြီးကြွလာပြီဟာငါတို့ဘီရင်ကြီးကအရင်ကြည်မျိုးစရာကောင်းတာအိုးမင်းတို့တော့မရှိတဲ့လူကိုကူညီလိုက်ပါဆင်းရဲသားတွေကိုစောင့်ရှောက်လိုက်ပါမင်းတို့တရားမျှတစွာငါလုပ်ပေးမယ်ဘာညာဆိုပြီးတော့လူတွေကချီးမွမ်းပြီးတော့တခါတည်းကိုလေးစားပြီးတော့အိမ်လည်းပြန်ရောက်လာတော့တောင်းကျမ်းနေပြီတာမယားကိုနှိမ့်ဆက်လိုက်အိမ်ကအစီကံကြိုတွေကိုနှိမ့်ဆက်လိုက်မတရားညှင်းဆဲလိုက်အဲ့လိုမျိုးလုပ်နေတယ်ဆိုရင်ချောင်းမတဲ့လူဖြစ်မှာမဖြစ်ဘူးလူရှိမှရဲ့ဟန်ဆောင်နေတာနော်ဆိုတော့သူတော်ကောင်းရောင်ဆောင်တော်သူပဲဖြစ်မှာတမေဘောပမာတာဒီတော့ဘာတော့ဘာလို့တကားလက်တာကလည်းနေလေအိုလဲစီဘူးခေါ်ဘူးနေလေအဝဲတာကိုအုံမူဝဲလဲမလို့လေလက်တာတာကချောဘူးတော့နော်စိတ်နှလုံးပါဖြစ်လေတန့်ရှင်းသောစိတ်နှလုံးနဲ့ကျင့်နေနော်အပြင်မှာဒီတော့ကိုယ့်အိမ်မှာပဲနေနော်သူများအများသူကမမြင်ရတဲ့နေရာမိမိအိမ်မှာနောက်ွယ်ပါနေတဲ့အချိန်မှာတော့ဘာနဲ့ကျင့်မယ်ဘာနဲ့အသက်ရှင်မလဲတန့်ရှင်းသောစိတ်နဲ့အသက်ရှင်မယ်လို့ဒါသိကောင်းတယ်နော်တချို့လူတွေကတော့ဒီလိုမျိုးတော့ရှိတတ်တယ်နော်အပြင်မှာတော့သူတော်ကောင်းပဲဒါပေမဲ့အိမ်မှာကြမကောင်းဘူးအဲ့ဒါကိုစာလံဆရာကသတိထားတယ်ဟုတ်လားဘာလို့လဲဆိုတော့ပညာသတိနဲ့ကျင့်တဲ့အတွက်ပညာသတိကလည်းဘာအထဲမှာလဲဘာအတိုင်းလဲစုံလင်သောဘုရားသခင်ရဲ့နှုတ်ကပတ်တရားအတိုင်းပညာသတိနဲ့ကျင့်တဲ့အတွက်သူကသတိထားတယ်ဒါကြောင့်အပြင်မှာကြီးပဲကောင်းကြနေလို့မရဘူးဘယ်မှာလဲကောင်းအောင်ကိုယ့်အိမ်မှာလဲကောင်းအောင်ငါသိရေးကြည့်တယ်အမြဲတမ်းကိုပြန်သုံးသပ်နေတာငါနှလုံးသားမှန်ရဲ့လားငါစေတနာမှန်ရဲ့လားတခါလေသူများတွေလိုက်လုပ်ပေးနေတယ်ဆိုပေမဲ့သူများပေါ်မှာထားတဲ့မေတ္တာစေတနာကြောင့်မဟုတ်ဘဲနဲ့ကိုယ်ဂုဏ်သိက္ခာအတွက်ကိုယ်အတ္တအတွက်ကိုယ်မာနအတွက်လုပ်နေတာလေဖြစ်တတ်တယ်ဒါကြောင့်
ကောရိန္သုဩဝါဒစာပထမဆုံး73မှာပြောလေရှိသမျှဥစ္စာကိုသူများကိုလှူပြီးတော့တဲ့ကိုယ်ခန္ဓာကိုမီးရှို့ခံပြီးအသေးခံလိုက်ရင်တော့မေတ္တာမပိုင်အချင်းကြီးလေဟောရှိသမျှဥစ္စာပစ္စည်းသူများကိုလှူနိုင်တယ်ဆိုတာချစ်ချင်းမေတ္တာမရှိဘဲနဲ့လှူနိုင်လားကိုယ်တော်သူများပဲအသေးခံရဲတယ်ဆိုတာမေတ္တာမရှိဘဲနဲ့အသေးခံနိုင်လားမဟုတ်ဘူးနော်ကျမ်းစာဘာပြောလဲတချို့လူတွေကရှိသမျှအကုန်လုံးလှူပေမဲ့ကိုယ်တော်အသက်ပေးလိုက်ပေမဲ့မေတ္တာမပိုင်ရင်ကြီးကြီးပဲလို့ပြောတယ်လေအဲ့ဒီလိုလုံနိုင်တယ်ဆိုရင်တော့မေတ္တာရှိတယ်ဆိုတဲ့အတိတ်လည်းမဟုတ်သေးဘူးတဲ့ဟုတ်လားတချို့လူတွေကဘာကြောင့်အသေးခံသွားတာလဲကိုယ်မာနကြောင့်အသေးခံသွားတာဟုတ်လားတချို့လူတွေကဘာအတွက်ရှိသမျှအကုန်လုံးလှူလိုက်တာလေကုသိုလ်လိုချင်လို့လှူတာရှိသေးတယ်ကုသိုလ်လိုချင်လို့လှူတာလူကောင်းဖြစ်ချင်လို့ဟုတ်လားလူကောင်းဖြစ်ချင်လို့ကောင်းပြချင်လို့ပေးနေလှူနေတာလည်းရှိသေးတယ်အဲ့ဒီလိုမျိုးမဟုတ်ဘူးအထင်းလေးကနှလုံးသားကိုကဘာဖြစ်နေရမှာမှန်နေရမှာအထင်းလေးကနှလုံးသားကိုကတန့်ရှင်းနေရမှာအပြင်မှာတန့်ရှင်းတယ်လို့ကိုယ့်အိမ်မှာနေရင်လည်းဘာဖြစ်နေရတန့်ရှင်းနေရသူတစ်ပါးရှင်းမှာတန့်ရှင်းကြနေတယ်လို့လူနောက်ွယ်မှာလည်းဘာဖြစ်နေရတန့်ရှင်းနေရဒါကြောင့်မို့လို့ဘာပြောလဲဖတ်ကြည့်ပါကိုယ်အိမ်တွင်တန့်ရှင်းသောစိတ်နှလုံးနှင့်ကျင့်ပါ၏အဲ့တော့အဲ့ဒီပညာသတိဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးကျမ်းချက်ကလေးတချို့ပေါ့နော်တချို့ဒီမှာပေါ်ပြထားတာဖြစ်ပါတယ်သုတ္တကျမ်းခန်းကြီး14ခန်းငယ်8ပါတယ်ပညာသတိရှိသောသူ၏ပညာကကိုယ်သွားရသောလမ်းကိုသိခြင်းသည်မိုက်သောသူ၏မိုက်ခြင်းမူကားပရိယေဤပညာရှိတဲ့လူနဲ့လူမိုက်နဲ့ဘာကိုတော့တာကူပါကူသေးတော့ဘာလဲအမဘာလဲတော့ဥရတာကူသေးဘာလဲအတာကစားပါနော်ဆိုတော့ဒါတော့ဆောနေကိုဝဲတာတော့ပညာရှိတဲ့လူနဲ့လူမိုက်နဲ့ကြွားချတယ်ပညာရှိမှုကဘာဖြစ်လဲကိုသွားရသောလမ်းကိုသိခြင်းပညာသတိရှိသောသူဤပညာတဲ့အဲ့တော့ဒါဆိုရင်ပညာသတိဆိုတာကဘာလဲကိုသွားရတဲ့လမ်းကိုသိတယ်ကိုသွားရတဲ့လမ်းကိုသိတယ်အခုခလေးတွေဘာလဲပြောနေရလဲညကြီးမို့ချုပ်တစ်ခါကျရင်ဟိုလျှောက်တယ်ဒီလျှောက်တယ်ဟေးအချိန်ကာလတွေကမကောင်းဘူးညကြီးမို့ချုပ်ပြင်လို့တယ်အဲ့တော့ပညာသတိရှိသောသူဤပညာကကိုသွားရသောလမ်းကိုသိခြင်းဒီဘယ်လမ်းဟာသွားတဲ့လမ်းလဲဘယ်လမ်းဟာမသွားတဲ့လမ်းလဲဆိုတော့ဘုရားသခင်နှုတ်ကပတ်တော်နဲ့အညီပိုင်းခြားပြီးသိဖို့လိုအပ်တယ်နောက်တစ်ပိုက်ကဘာလဲသုတ္တကျမ်းခန်းကြီး14အခန်းငယ်15ဉာဏ်တိမ်သောသူသည်သူတစ်ပါးပြောသမျှကိုယုံတတ်၏ပြီးခဲ့တဲ့ဘက်ကလည်းအဲ့ဒီပြောစကားတွေအတင်းစကားတွေအကြောင်းပြောဖြစ်တယ်နော်ဆိုတော့သူတစ်ပါးပြောသမျှကိုယုံတာဘာဖြစ်လို့လဲဉာဏ်တိမ်လို့တဲ့ဉာဏ်တိမ်နေဆိုတော့ဘာကိုပြောတာလဲတစ်တော့မနေ့ကတော့ဒါပေးနေပြောနေတယ်တစ်တော့မှကျွန်တော်သိတဲ့ဘောကြတာလူတယောက်လေးမလီပြောလိုက်တာအားရပါလားအုံနောက်ဟာဉာဏ်မဟုတ်ဘူးနော်လူတိုင်းမှာအုံနောက်ရှိတယ်ဒါပေမဲ့နော်စဉ်းစားတဲ့ဉာဏ်လူတိုင်းမှာမရှိဘူးဆိုပြီးတော့အဲ့ဒီတစ်တော့မှလေဟုတ်တယ်သူပြောတာအုံနောက်ဟာဉာဏ်မဟုတ်ဘူးနော်အဲ့လိုသူပြောတာဟုတ်လားအုံနောက်တော့လူတိုင်းမှာရှိတယ်တယောက်ကိုဘယ်နဲ့ဆယ်သားဆိုဘယ်နဲ့ဆယ်သားမဟုတ်တယ်အုံနောက်ကလူတိုင်းမှာရှိတယ်ဒါပေမဲ့အဲ့ဒီအုံနောက်ထဲမှာဉာဏ်ရှိဖို့ကလိုသေးတယ်အုံနောက်ကတော့အရွယ်တူတူပဲတော့တယောက်ကိုပိတ်တာဘယ်လောက်ဆိုဘယ်နဲ့ဆယ်သားဆိုအတူတူပဲသူ့ထဲမှာရှိတဲ့ဉာဏ်ကတချို့ကနည်းနည်းနဲ့တချို့ကတိမ်တိမ်လေးပဲတော့နည်းနည်းလေးပဲရှိတယ်ဉာဏ်ကအဲ့တော့ဉာဏ်တိမ်တဲ့လူကသူတစ်ပါးပြောသမျှကိုဘာဖြစ်လဲယုံတတ်တယ်ဟုတ်လားမဟုတ်လားအတိတ်ပဲရှိလားမရှိလားတော့ဖြစ်နိုင်လားမဖြစ်နိုင်လားမသုံးသပ်တော့ဒီခေတ်ပို့ဆိုးတဲ့စကားတွေကအများကြီးပဲပြန်ဝဲနေတာကျွန်တော်တို့ပတ်ဝန်းကျင်ဟုတ်တယ်မလားနော်ဖုန်းထဲမှာဘယ်ဟုတ်မှသွားရမလို့အိမ်ထဲမှာထိုင်နေရင်းနဲ့လေဟိုသမရရုရှားသမရပူတင်အကြောင်းနဲ့တွေ့ရတယ်ဟုတ်တယ်မလားအမေရိကန်သမရဒေါ်နယ်ထရန့်အကြောင်းနဲ့တွေ့ရတယ်ဆိုတော့စုံနေတာပဲစကားတွေအဲ့ဒီစကားတွေကမှန်သလားမှားသလားဆိုတာကြတော့တိတ်တိတ်ချာချာသုံးသပ်ဖို့လိုတယ်နော်သုံးသပ်ဖို့လိုတယ်ဉာဏ်ရှိဖို့လိုတယ်အဲ့တော့သူများပြောတိုင်းကြားတာနဲ့တိုင်းယုံတာပဲဆိုတာဉာဏ်တိမ်ရောသူတွေလုပ်တာနော်ကဲနောက်တစ်ပိုက်သုတ္တကျမ်းခန်းကြီး14ခန်းငယ်18ဉာဏ်တိမ်ရောသူသည်မိုက်ချင်းကိုအမွေခံတတ်၏ပညာသတိရှိသောသူမူကားသိပ္ပံတရဖူကိုဆောင်းတတ်၏ဒီပညာရှာနေတယ်မဟုတ်လားနော်ကျောင်းတက်ကြတယ်မဟုတ်ဘူးလားဘာပဲဖြစ်ဖြစ်ဘယ်လိုဘွဲ့ပဲရရဘုရားသခင်ရဲ့နှုတ်ကပတ်တော်အတိုင်းနော်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်အတိုင်းပညာသတိမရှိဘူးဆိုရင်အဲ့ဒီရထားတဲ့ဘွဲ့တွေကအလကားပဲဟုတ်တယ်လား
တကယ်ပညာတတိရှိဖို့ကဉာဏ်ရှိဖို့ကဘာဖြစ်လဲပညာတတိရှိတော်သူကသိပ္ပံတရဖူကိုဆောင်းတတ်၏အဲ့ဒီပညာတတိကဘာဖြစ်ရှင်လာလဲစုံလင်သောတရားတိုင်းခုနစာလင်တရားတေးအငယ်နှစ်မှာစုံလင်သောတရားတိုင်းပညာတတိနဲ့ကျင့်ပါပြီဘာတရားတိုင်းလဲစုံလင်သောတရားဆိုတာဘယ်သူရဲ့တရားလဲဘုရားသခင်ရဲ့နှုတ်ပတ်တော်တမန်တရားအဲ့ဒီဘုရားသခင်ရဲ့နှုတ်ပတ်တော်တမန်တရားကိုသိမှအဲ့ဒီတရားအတိုင်းကျင့်မှသာလေပညာသတိနဲ့ကျင့်ကြံရအောင်ရောက်အဲ့တော့ပညာသတိရှိတော်သူကဘာကိုလဲဘာတရဖူကိုလဲစောင်းတတ်တယ်သိပ္ပံတရဖူကိုလဲစောင်းတတ်တယ်သိပ္ပံဆိုတာဘာလဲတတ်သိပြတာလေဟုတ်တယ်သိပ္ပံဆိုတာကမှန်သလားမှားသလားဟုတ်သလားမဟုတ်သလားဆိုတော့တတ်သိပြရတဲ့ပညာရည်ဟုတ်တယ်အဲ့တော့ကိုတော်တဲ့လမ်းဟာကောင်းသလားမကောင်းသလားဆိုတာကိုလေဝေဖန်ပိုင်းခြားပြီးတော့မှစစ်ဆေးအတည်ပြုတတ်တဲ့သူဖြစ်လာတယ်အဲ့ဒါကပညာသတိရှိတော်အဲ့တော့ပညာသတိမရှိတော်သူကဘာဖြစ်လဲဘာကိုအမွေခံရလဲမိုက်ချင်းကိုအမွေခံတတ်ရင်မိုက်တယ်ဆိုတာ stupid ဟုတ်တယ်နော် stupid ဆိုတာကမိုက်မဲတာအတတဆာဘာလဲအတော့တော့ဒါကုသေးတာတပတိနေတတဆာတူတာတတဆာတူတာလူမိုက်ခဲလူမိုက်လုံးပဲအဲ့တော့ပညာသတိမရှိတယ်ဒါကြောင့်မို့လို့ဘလောက်ပဲဘွဲ့တွေပတ်နှလုံးပဲရထားဘလောက်ပဲကျောင်းတွေအနှစ်50ပဲတက်ထားသင်တန်းတွေဘလောက်ပဲပြီးထားပညာသတိမရှိတဲ့လူကလူမိုက်တယ်သူကမိုက်ချင်းကိုပဲအမွေရဟုတ်တယ်မဘွဲ့အုပ်တို့ကြီးဆောင်းပြီးတော့ဓာတ်ပုံကြီးရိုက်လိုက်တယ်ဒါပေမဲ့အထဲမှာရလာတာပါလေမိုက်ချင်းကိုပဲအမွေရတယ်ဘာဖြစ်လို့လဲဆိုပညာသတိမရှိဘူးအဲ့တော့ဘုရားသခင်နှုတ်ကပတ်တော်အတိုင်းပညာသတိရှိသောသူကတော့သိပ္ပံတရဖူကိုဆောင်းရတယ်ပြီးတော့တုတ်တန်ကျမ်းခန်းကြီး28ငယ်26ပါဖတ်ကြည့်အောင်မိမိစိတ်နှလုံးကိုကိုးစားသောသူသည်လူမိုက်ဖြစ်၏ပညာသတိနှင့်ကျင့်သောသူမူကားဘေးလွတ်တတ်၏ခုနကမိမိစိတ်နှလုံးကိုကိုးစားတယ်။ဟောအမောပါပြောအပပါပြောမဟုတ်ဘူးငါဒါပဲလိုချင်တာဒါငါအခွင့်အရေးပဲဟုတ်တယ်မလားဒါငါရဲ့ရပိုင်ခွင့်ဒါငါရဲ့ right human right နော်ဒါငါရဲ့ရပိုင်ခွင့်ဒါငါရဲ့လူ့အခွင့်အရေးဆိုတော့ကိုယ်ဆန္ဒကိုယ်အတ္တကိုယ်ဇာတိပဂတိကိုပဲအားကိုးပြီးတော့အဖေမေလည်းနားမထောင်ဘူးဆရာသမားလည်းနားမထောင်ဘူးအသင်းတော်ကိုလည်းနားမထောင်ဘူးဟုတ်တယ်မလားဆရာသမားစကားလည်းနားမထောင်မိဘစကားလည်းနားမထောင်အသင်းတော်စကားလည်းနားမထောင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကိုလည်းနားမထောင်မောဘာတာကတောရပတကနာပါတရသမတာကတောပတကနာပါကစားရောအခလိကထာရောပတကနာပါအမိတကနာပါလည်းလို့ပြောဟိုဒါလူထဲပတာတော့ဘာမှပဲပတာဘသူစကားမှနားမထောင်တော့ကိုယ်စိတ်ဆန္ဒနဲ့ကိုယ်အတ္တကိုပဲဟလာဦးစားပေးပြီးအသက်ရှင်တဲ့အခါမှာမိမိစိတ်နှလုံးကိုကိုးစားလို့ကလူမိုက်ဖြစ်တယ်ဘိုးတခါလဲကလေးတွေကိုဖုန်းသုံးတာနဲ့ပတ်သက်ပြီးတော့မီဒီယာဟိုတွေကျွန်တော်သင်တန်းတွေပေးဘူးလေနော်မိန်းကလေးယောက်ျားလေးခွဲပြီးတော့ပြောပြတယ်အဲ့ကလေးတွေထဲမှာတွေ့ရတာကိုယ်တိုင်ကျောင်းသူလေးတယောက်ကရန်ကုန်မှာဖြစ်သွားတာကိုယ်တိုင်ကျောင်းသူလေးတယောက်ကရီးစားနဲ့သွားတွေ့တယ်လမ်းထိပ်မှာအဝေးကြီးမဟုတ်ဘူးနော်လမ်းထိပ်မှာအေးဆိုင်မှာဆိုတော့သူ့စိတ်ထဲမှာဒါဘာပြဿနာဘာအနေမှမရှိတဲ့နေရာလို့ထင်အောင်ထင်ရီးစားနဲ့သွားတွေ့ပါလေဆိုမှခိုးတွေ့တာဟောကိုယ်တိုင်ကျောင်းသူလေကိုယ်တိုင်ကျောင်းသူဆိုတော့ခိုးတွေ့တာဟောမိဘကမသိဘူးလေဒီနားလေးမှာပဲလမ်းထိပ်ကလေးမှာပဲအေးဆိုင်ကိုသွားပြီးတော့ရီးစားနဲ့စကားသွားပြောတာဟိုကောင်ကသူ့ကိုအဲ့ဒီအေးထဲမှာဆေးခတ်ပြီးတော့တိုက်လိုက်တာလူကဟိုတတိရတယ်လို့မရလို့သိတယ်လို့မသိလို့တက္ကစီခေါ်ပြီးတော့တင်သွားပြီးတော့အိမ်ကိုခေါ်သွားတယ်တဲ့အိမ်မှာ3ရက်လောက်ကြာတယ် sorry ကျွန်တော်ကောက်ကောက်မမှတ်မိပါစလားเนาะဆိုတော့3ရက်လား1ရက်လားမသိဘူးကြာပြီးတော့မှအဲ့ဒီအေးထဲမှာဆေးခတ်ပြီးတော့ပဲတိုက်ထားတာတော့ဆိုပြီးတော့နောက်တစ်နေ့ကျတော့သူချိန်ထားတဲ့လူစီကိုခေါ်သွားပြီးတဲခုကမ်းမှာသွားရောင်းစားလိုက်တယ်ပတ်စံလေး3သိန်းပဲစဉ်းစားကြည့်ပတ်စံ3သိန်းနဲ့အဲ့ဒီကိုတန်းကျောင်းသူသူရေးစားကောင်မလေးကိုဆေးခတ်ပြီးခေါ်သွားပြီးတော့သွားရောင်းစားလိုက်တာအဲ့ဒီတဲခုကမ်းမှာ3ရက်လောက်နေပြီးတော့မှမိဘပြန်ပြီးဘာလို့တော့အဲ့ဒါကိုဒီကောင်ကမကျေနပ်သေးဘူးဖုန်းလမ်းဆက်ပြီးတော့အိမ်ကိုဖုန်းဆက်ပြီးတော့ပိုက်ဆံနဲ့လာလေးကိုချိန်တာအဲ့ဒါမှခြေရာခံလိုက်ပြီးတော့မှတက်ဆိုင်ရာနဲ့ဗာနဲ့ပြန်ပြီးတော့ကလေးမလေးကသတိတော်ကောင်းကောင်းမရဘူးဆိုတော့ဘဝတွေပြည့်တယ်ပြောချင်တာကိုယ်စိတ်နှလုံးကိုကိုးစားတဲ့လူကလူမိုက်ဖြစ်တယ်ဆိုတော့ဖြစ်ချင်တာတွေစိတ်ဆန္ဒတွေဟုတ်လားဘာလို့ပြောနေဘလူဖက်တာတော့ဘာမှပဲတာမောပါတော့ဘယ်တကနာဘာတဲဘာအဲဘာဟုတ်တော့ဘာတဲဘာချစ်လို့ပြောနေဆုံးမကုန်နေလည်းဘာဖြစ်လဲချုပ်ချယ်တယ်မိမတွေအုပ်ထိန်းသူတွေကလိုက်ပြောနေတယ်ဆိုတာချစ်လို့လိုက်ပြောနေတာအဲ့ဒါကြီးကိုဘလူဖက်ကတာဗမာပဲကတာဟလာမောပါဘယ်တကနာမိပါလဲနားမထောင်ဘူးကိုယ်စိတ်တိုင်းကြပဲကိုယ်အလိုကိုယ်အတ္တကြီးပဲလိုက်နေတယ်ဆိုအဲ့ဒါဘာလဲမိမိစိတ်နှလုံးကိုကိုးစားတော်သူသည်လူမိုက်ဖြစ်၏နော်ပညာသတိနှင့်ကျင့်တော်သူမူကားဘေးလွတ်တတ်၏ခုနကဘုရားသခင်နှုတ်ကပတ်တော်
လူကြီးမိဘဆရာသမားတွေရဲ့တုံတင်မှုအတိုင်းပညာတတိနဲ့အသက်ရှင်နေဆိုရင်တော့ဘေးလွတ်တယ်နော်အန္တရာယ်ကင်းတယ်တဲ့ပျက်စီးခြင်းကိုမရောက်ဘူးတဲ့နော်ဒါကိုပြောတာဒါအဲ့တော့နံပါတ်3ရွေချက်3ကဖတ်ကြည့်ပါဦးမကောင်းမှုကိုတွန်းလှန်ရန်ဆိုးရုပ်သောအမှုအရာမကောင်းသောအကြံစီလိမ်လည်ပြောဆိုသူများနှင့်မာနထောင်လွှားသောသူများကိုမိမိပတ်ဝန်းကျင်အိမ်တော်နှင့်နိုင်ငံတော်မှဖယ်ရှားရှင်းလင်းပြည်ရန်ကြောက်စရာကြီးနော်ဘာလို့ပြစ်မယ်ဖယ်ရှားရှင်းလင်းပြည်မယ်မိမိအိမ်တော်နှင့်မိမိပတ်ဝန်းကျင်မိမိအိမ်တော်နှင့်နိုင်ငံတော်မှာသူကဘယင်ကိုသူကဘယင်ဆိုတော့နိုင်ငံတော်အစင်းတရားသူပြောတာပေါ့ဒါပေမဲ့တို့ကဘယင်မဟုတ်ဘူးလေဟုတ်တယ်မတို့ကရိုးရိုးလူတွေလေဒါပေမဲ့ရိုးရိုးလူတွေပဲတို့ကအိမ်ရှိတယ်မဟုတ်လားတို့မှာမိသားစုရှိတယ်မဟုတ်ဘူးလားတို့မှာအပေါင်းအသင်းတော့ရှိတယ်မဟုတ်ဘူးလားအဲ့တော့အဲ့ဒီအပေါင်းအသင်းအဲ့ဒီမိသားစုအဲ့ဒီပတ်ဝန်းကျင်ထဲမှာမကောင်းတဲ့သူတွေကိုဘာလို့ဖယ်ရှားပြရမယ်တော့တတ်လို့မရဘူးတော့တတ်လို့တော့မရဘူး तू ကဘယင်မလို့ तू မှာအာနာစိတ်ရှိတယ် तू ကအဆုံးထိလုပ်လို့ရကျွန်တော်တို့အဲ့လောက်ထိတော့လုပ်ပိုင်ခွင့်မရှိဘူးဒါပေမဲ့မပေါင်းမဲနေလို့ရတယ်မဟုတ်လားမပေါင်းမဲနေလို့ရတယ်နော် Facebook မှာဆို blog လုပ်ပြလို့ရတယ်နော်ဟိုတရက်ကကျွန်တော် Facebook ကြည့်နေတဲ့ Messenger ထဲမှာကလေးဆိုတက်လာပဲကြည့်လိုက်တော့ကိုကြီးတဲ့စားပြီးပြီလားတဲ့အဲ့ဒါကိုကြီးစားပြီးပြီလားဆိုတော့ကျွန်တော်မှာညီမတွေရှိတယ်တခွားတွေပါငယ်ငယ်လေးတွေကအရင်ချစ်တဲ့ခင်ကလေးတွေရှိဆိုတော့ကိုကြီးခေါ်တဲ့လူတွေလည်းရှိတယ်အဲ့ဒါအော်ငါအမျိုးတွေငါညီမတွေတရားလားကြည့်တော့ပုံကြည့်တော့လည်းမဲ့ကောင်မလေးကချောချောလေးဒါပေမဲ့တချို့တခွားတွေကငယ်ငယ်တော့ဒါအရင်နေတယ်သူတို့အရွယ်လေးတွေကြီးလာတော့အဆက်ပြတ်နေတာလည်းရှိတယ်ဆိုတော့အော်ဘယ်သူများလည်းမသိဘူးဆိုရောင်ဝါးဝါးနဲ့စားပြီးပြီလို့စားပြီးပါပြီလို့ပြောရတယ်တော့နောက်ထပ်ပြန်လာတယ်ဘာတွေလုပ်နေလဲခင်လို့ရလာတယ်အသေးချာပြီးဒါဆိုရင်တော့ငါအမျိုးတော့မဟုတ်တော့ဟုတ်လားခင်လို့ရလာဆိုတော့ငါအမျိုးတော့မဟုတ်တော့အဲ့ဒါနဲ့ပြန်ပြောလိုက်ခင်လို့တော့ရပါတယ်ဒါပေမဲ့ကိုကြီးတော့မဟုတ်ဘူးဦးလေးကြီးခေါ်ရင်ခေါ်ဘဘကြီးခေါ်ရင်ခေါ်ကိုကြီးတော့မဟုတ်ဘူးလို့ပြန်ပြောလိုက်တာဦးတဲ့စားပြီးပြီလားတဲ့တော်ပြီး block လိုက်တော့ဟုတ်တယ်မလားနော်ဆိုတော့မဟုတ်တော့ဘူးလေဒီဇန်လန်လာပြီးတော့နည်းနည်းပါးပါးလဲဟိုဝေါ်နဲ့လည်းဝင်ကြည့်ပါဦးဒီလူဘာအလုပ်လုပ်လဲဟုတ်တယ်မလားဒီလူဘယ်လိုလူမျိုးလဲဆိုတော့လူကို KTV တွေ night club တွေသွားနေတဲ့ရုပ်များပေါက်နေတော့လားမသိဘူးလေနော်လာပြီးတော့ကိုကြီးတွေဦးတွေလာလို့ဆိုတော့အဲ့ဒါ block လိုက်တော့ဒီခေတ်ကကြားဖြတ်နေတာလည်းတရားလွန်ဟုတ်တယ်နော်ဆိုတော့လာပြီးတော့အချင်းလာဖိုင်းအဲ့ block လိုက်အဲ့တော့ဒီနေ့ဆာလန်ဆရာပြောနေတာလည်းဒါပဲဘာလို့ကြည့်ရဘလော့ပြရမှာဟုတ်တယ်မလားဘလော့ပြရမှာကိုယ်ပတ်ဝန်းကျင်မှာကိုယ်တိုင်းဝိုင်းထဲမှာကိုယ်မိတ်ဆွေပေါင်းသင်းနေတဲ့မှာမကောင်းတဲ့လူတွေရှိမကောင်းတဲ့လူဆိုတာခုနကပြောလို့ကိုယ့်အပေါ်မှာကောင်းနေုံနဲ့လူကောင်းမဟုတ်ဘူးဒါကိုနားလည်ဖို့လိုတယ်ဟုတ်လားဒီနေ့ကျွန်တော်တို့ကမကောင်းတဲ့လူတွေကိုလည်းချစ်တယ်ဘာဖြစ်လို့ချစ်တာကိုယ့်အတွက်ကောင်းနေလို့သူနဲ့ပေါင်းရတာကိုယ်အကျိုးရှိနေလို့မကောင်းတဲ့လူတွေကိုလည်းကျွန်တော်တို့ချစ်တယ်အဲ့ဒီမကောင်းတဲ့လူကမကောင်းမှန်းသိတယ်ဒါပေမဲ့ကျွန်တော်တို့ကိုသိဂယုဆိုင်လို့နော်ကျွန်တော်တို့တငယ်ချင်းဖြစ်နေလို့သူ့ကိုကျွန်တော်တို့ချစ်တယ်မားနေတယ်အဲ့ဒါဘုရားသခင်အလိုတော်နဲ့မညီဘူးဟုတ်လားအဲ့တော့ဘုရားသခင်နှုတ်ကပတ်တော်တမန်တရားနဲ့မညီဘူးအဲ့တော့ပညာတတိရှိတဲ့လူဆိုရင်ကိုပေါင်းနေတဲ့လူကကိုယ့်ပေါ်မှာကောင်းပြီဖြစ်စေမကောင်းပြီဖြစ်စေဒီလူဟာလူဆိုးလားလူကောင်းလားဆိုတာကိုသိသိချာချာပိုင်းခြားပြီးတော့မှသုံးသပ်ရမယ်သုံးသပ်ပြီးရင်ဆုံးဖြတ်ရမယ် block သိရင် block ပြရမယ်အဲ့တော့ကျမ်းစာမှာကြည့်အောင်အဲ့ဒါစာလံတရားပြည့်ရဲ့အခန်းငယ်3ကနေ5နော်3 4 5ရဲ့9ကဲတွေ့ရင်ဖတ်ကြအောင်အခန်းငယ်3အတ္တမအမှုရာကိုမျက်မှောက်မပြုပါလမ်းလွဲသောသူ၏အမှုကိုယွန်ရှာသည်ဖြစ်၍ငါ၌မမီမကပ်ရငါကိုမချင်းကပ်ရဘူးငါနဲ့လာမပတ်သက်ရဘူးတဲ့နော်ဘယ်လိုလူပြောလဲလမ်းလွဲသောသူလမ်းလွဲသောသူဆိုတော့တရားကိုလိန်ညာလှည့်စားတတ်တဲ့သူတွေကျွန်တော်တို့အပေါင်းအသင်းတွေထဲမှာမရှိဘူးလားကျွန်တော်တို့အသင်းအဖွဲ့ထဲမှာမရှိဘူးလားဆိုတော့ဆက်ပြောရင်အများကြီးပဲဟုတ်လား तू ကတော့သူ့နိုင်ငံတော်ဟုတ်လားသူ့နိုင်ငံထဲမှာ तू ကအရှင်ဘုရင်ဖြစ်တယ်ကျွန်တော်တို့ကတော့ဘုရင်မဟုတ်ဘူးဒါပေမဲ့အပေါင်းအသင်းတွေထဲမှာရှိတတ်တယ်လောက်ခေါ်ဆောင်ဘက်တွေထဲမှာလည်းရှိတတ်တယ်အဲ့လိုလူမျိုးတွေကိုငါလိုက်ဘာဖြစ်လဲမမီမကပ်ရဒီလိုလူမျိုးတွေကငါနဲ့ဝေးဝေးမှာပဲရှိရနော်ငါနဲ့တရင်တနည်းပေါင်းသင်းစိတ်ကပ်ရမယ်လူတွေမဟုတ်ဘူးတဲ့ပြစ်တဲ့ချက်နံပါတ်4အခန်းငယ်4ဖတ်ကြည့်အောင်သဘောကောက်တော်သူသည်ငါထံမှထွက်သွားရမည်မကောင်းသောသူနှင့်ငါမပေါင်းဖို့အဲ့တော့ဒီမှာသဘောကောက်တော်သူဆိုတော့အရှိမပြုံးနဲ့နောက်မှာအညှိုးထားပြီးတော့မကောင်းလိုက်ကြံတဲ့လေအဲ့သဘောကောက်တော်သူငါထံမှထွက်သွားရမည်တဲ့ block ပြစ်မှာနော် block ပြစ်မှာအဲ့တော့သဘောကောက်တဲ့သူတွေကို block ပြစ်ဖို့လိုတယ်ကျွန်တော်တို့
ပတ်ဝန်းကျင်ထဲမှာအဝန်းအဝိုင်းထဲမှာမရှိစေရမပေါင်းရပြီးတော့မကောင်းသောသူနဲ့ငါမပေါင်းဖို့ပြောပြီးငါပေါ်မှာကောင်းနေတာကြီးပဲပြောတာမဟုတ်ဘူးမကောင်းသောသူဆိုတာငါ့ကိုကောင်းကောင်းမကောင်းကောင်းသူရဲ့အကျင့်ဇာရိတစိတ်သဘောထားမကောင်းဘူးဆိုရင်ထိုလူကိုမပေါင်းရဘူးလေအဲ့ဒါဆာလံအခန်းကြီး1မှာလည်းပြောတယ်မဟုတ်ဘူးလားဆာလံ1မှာပြောတယ်ဟမ်ဘယ်ရစားတာမတရားသောသူတို့ဤတိုက်တွန်းခြင်းတို့မလိုက်လူဆိုးတို့ဤလမ်းတွင်မရမနေမထီမဲ့မြင်ပြုသောသူတို့ဤအစည်းအဝေး၌မထိုင်ဟုတ်လားဘုရားခင်နှုတ်ပတ်တော်ပဲပါပဲနေညမပြတ်ဆင်ခြင်အောင်နေရအဲ့ဒါရှင်းရှင်းလေးပဲပြောတာဒါပေမဲ့အခုမတရားသောသူကကျွန်တော်တို့အိမ်ထဲမှာရောက်နေတယ်မထီမဲ့မြင်ပြုသောသူကကျွန်တော်တို့အပေါင်းအသင်းထဲမှာဖြစ်နေတယ်ဒါပေမဲ့ဆက်ပေါင်းနေတာဘာဖြစ်လို့လဲသွားပြီးတော့ညင်းလိုက်ရင်သွားပြီးဆိုင်ကျင်လိုက်ရင်ငါတို့ကိုမုန်းသွားမယ်ဟုတ်လားလူဆိုးတို့ရဲ့လမ်းမှာကျွန်တော်တို့အတူတူလိုက်လျှောက်နေတယ်ဟိုငါဥဆောင်နေတာမဟုတ်ဘူးငါကိုဥဆောင်တဲ့လူကဒီလမ်းကိုသွားတော့ငါကနောက်လိုက်ပဲလေသွားမှာပဲဆိုလိုက်နေတကယ်တော့ဆိုးတဲ့လမ်းမကောင်းတဲ့လမ်းအဲ့ဒါကြီးကိုဆန့်ကျင်ရမယ်ညင်းပယ်ရမယ်အပေါင်းအသင်းမလုပ်ရဘူးဆိုတော့ကျမ်းစာကရှင်းရှင်းလင်းလင်းဖော်ပြထားပြီးလားဟိုနားမထောင်လို့ရမလားတခါဆရာတစ်ပါးကျွန်တော်ပြောဘူးလေအသင်းတော်ကိစ္စတွေပြောကြဆိုကြရင်လည်းအမှားအမှန်တွေကိုလာစစ်ဆေးတော့ချပြတယ်ခေါင်းဆောင်ပိုင်းကဆရာတယောက်ပဲဆိုတော့ချပြတဲ့ကအားလုံးနားလည်သွားပြီးပြီးလည်းပြီးတော့ကျွန်တော်တို့ဒီလိုအခက်အခဲဖြစ်နေတာဘယ်လိုဖြေရှင်းပြီးမှလဲပြန်ပြီးဆွေးနွေးကြတဲ့အခါကျတော့စကားပြောတာဒါအင်းညီးသွားတာဒါအင်းပပအိုလည်းဘွားတာဘယ်ဖလာနာစိတ်မရှိတော့နော်စိတ်မရှိဘူးဘာလို့အောင်လဲမသိတော့တော်တော်ခက်တာပဲငါတို့ကသူများအုပ်ချုပ်မှုအောက်မှာနေရတာကွာတေရောပေါ့ဟုတ်တယ်တေရောပေါ့ကျွန်တော်တို့ကသူ့အုပ်ချုပ်မှုအောက်မှာနေနေတာဝိညာဉ်ရေးရကိုပြောတာအသင်းတော်ကိစ္စကိုပြောတာဟုတ်လားဘုရားသခင်ရဲ့အုပ်ချုပ်မှုအောက်မှာပဲကျွန်တော်တို့နေတယ်မဟုတ်ဘူးလားဒါပေမဲ့အခုဟိုတစ်ပတ်ကပြောတဲ့ကျမ်းစာကိုလုံရလူကိုယူသေးတာပြဿနာတည်းပြဿနာတည်းဒါကြောင့်မို့အခုကျွန်တော်တို့အပေါင်းအသင်းထဲမှာရှိနေတာကျွန်တော်တို့အတိုင်းဝိုင်းထဲမှာရှိနေတာဒါဆိုရင်အဲ့ဒီလိုလူဆိုးတွေလိမ်လေကောက်ကျစ်တဲ့လူတွေကိုဘာလုပ်ရမှာဘာမှသွားမလုပ်ဘာမှသွားလုပ်လို့လည်းမရဘူးဘာမှသွားလုပ်ရမယ်လုပ်ပိုင်ခွင့်လည်းကျွန်တော်တို့မှာမရှိဘူးလုပ်လို့ရတာက block လိုက်ဟုတ်တယ်မလား block လိုက်နောက်ကနေမလိုက်နဲ့အပေါင်းအသင်းမဖွဲ့နဲ့တသဘောတဲ့တစ်စိတ်တစ်ဝမ်းနဲ့မနေနဲ့အသက်မရှင်နဲ့အေးအဲ့ဒါပဲလုပ်ရမှာဘာလို့လဲဆိုတော့ကျွန်တော်တို့ရဲ့ကျင့်ရမယ့်အကျင့်ကပညာတတိနဲ့ကျင့်ပြီးတော့ဘုရားသခင်ရဲ့အလိုတော်လမ်းကိုပဲလိုက်ရမှာကျွန်တော်တို့ရဲ့တာဝန်ဖြစ်တယ်အခန်းငယ်ကဖတ်ကြည့်အောင်မိမိအိမ်ကြီးချင်းအတရေကိုတိတ်ဆိတ်စွာဖြတ်တော်သူကိုငါပယ်ဖြတ်မည်မျက်နှာထောင်လွှား၍စိတ်မြင့်တော်သူကိုသီးမခံကျွန်တော်တို့ကျမ်းစာဖိုက်တီးခံပါနှိမ်ချပါဟုတ်တယ်မရန်သူကိုပဲချစ်ပါဒါပဲတစ်ဖက်သက်ပဲဖတ်နေတာဒါပေမဲ့သူ့နေရာနဲ့သူရှိတယ်နော်အခုရှင်ဘရင်ဖြစ်နေပြီဆိုရင်ရှောက်သီးခံလို့မရဘူးလေဟုတ်တယ်မလားရှင်ဘရင်ဖြစ်နေရှောက်သီးခံလို့မရဘူးဟိုအိမ်မှာဓမြတိုက်ခံနေရပြီဟိုသီးခံလိုက်ပါကွာဟုတ်တယ်မလားဟိုအိမ်ဝင်တခုခွန်းသွားပြီဟိုဘုရားကျောင်းအလူငွေဘုန်းကြီးတော့အဖောက်ခံရပြီအေးသီးခံလိုက်ပါကွာဟုတ်တယ်မလားဟာကားတွေလည်းမီးလာရှိုးသွားအေးသီးခံလိုက်ပါကွာလို့ရှင်ဘရင်ကအဲ့လိုရှောက်သီးခံတယ်လို့မရဘူးလေရှင်ဘရင်ဆိုတာစီမံရမှာအုပ်ချုပ်ရမှာဟုတ်လားမတရားမှုကိုဖယ်ရှားရမှာအဲ့တော့ကျွန်တော်တို့နဲ့ဆိုင်သလားဆိုတော့ကျွန်တော်တို့လည်းဘရင်တွေပဲနော်ဘာတွေကားပြီဆိုသူ့အိမ်မှာသူဘရင်ပေါ့ဟုတ်တယ်မလားသူ့အိမ်မှာသူဘရင်ပေါ့ဟာဘာတွေကားပြီဘရင်ဆိုရင်ဟိုအောင်မှာအမတ်တာဘောသူမိမနဲ့သူ့ဘိုင်းမှာသူဘရင်ပဲလေဘာတွေကားပြီအိမ်မှာဘရင်သူလည်းသူသားသမီးတွေနဲ့သူ့အိမ်တောင်ထိမ့်သိမ်းမှုနဲ့သူဘရင်မပဲအေးတခါလေကိုယ်တကယ်ရင်းနေတယ်မှာကိုဘရင်ပဲဟုတ်တယ်အသင်းတော်ထဲမှာကိုဦးဆောင်တဲ့ကဏ္ဍမှာရောက်နေတဲ့လူငယ်ကောင်းဆောင်ရှိတယ်မြို့သမီးကောင်းဆောင်ရှိတယ်ဟုတ်တယ်မလားစံနေစကူဆရာမတွေရှိမှခလေးတွေဒီမှာအများကြီးပဲခေါ်လာတာတွေ့လားသူတို့ကိုဦးဆောင်နေတဲ့လူတွေသူတို့လည်းခေါင်းဆောင်တွေပဲအဲ့တော့ခေါင်းဆောင်တယောက်ဖြစ်လာပြီဆိုရင်အကောင်လျှောက်တီးခံနေလို့မရဘူးတီးခံဟိုငါပြောလိုက်ရင်ဟုတ်လားငါ့ကိုမုန်းကောင်းမမျက်နှာကိုတီးခံလိုက်တော့ကိုယ်ကလေးတွေကဒုက္ခရောက်တယ်ဟုတ်လားတီးခံလိုက်တော့ကိုယ်လူငယ်တွေကပြဿနာတက်နေတယ်မတရားအဖိနှိပ်ခံနေရပြီတီးခံလိုက်တော့အမျိုးသမီးအခွင့်အရေးတွေကပျောက်ဆုံးကုန်ပြီဒါပေမဲ့အမျိုးသမီးဌာနဥက္ကဋ္ဌကြီးကဒါရိုက်တာကြီးကတီးခံလို့ကောင်းလို့ပဲနော်ဟို तू ကထွက်ရပေါက်နေလားမသိဘူးနော်ဟိုတောထွက်ပြီးတရားထိုင်လို့လားမသိတီးခံလို့ကောင်းလို့ပဲဒါပေမဲ့အမျိုးသမီးတွေအခွင့်အရေးတွေဆုံးရှုံးကုန်လူငယ်တွေကပျက်စီးကုန်ပြီဒါပေမဲ့လူငယ်ကောင်းဆောင်ကြီးကတီးခံလို့ပဲဟုတ်ကဲ့ပါခင်ဗျာတောင်းပန်ပါတယ်ခင်ဗျာနဲ့လုပ်နေလို့ပဲဒါတော့ဒီမှာစာရန်ဆရာပါပြောမျက်နှာထောင်လွှား၍စိတ်ညစ်တော်သူကိုသီးမခံဘူးတဲ့သူရှင်းရှင်းလေးပဲပြောတာ
မိမိအိမ်ကြီးချင်းအတရေကိုတိတ်ဆိတ်စွာဖြတ်တော်သူကိုငါပယ်ဖြတ်တယ်နော်ကိုယ်အိမ်ကြီးချင်းကိုအတင်းတုပ်တဲ့လူတွေနော်မကောင်းပြောတဲ့လူတွေမဟုတ်မမှန်မင်းနဲ့ဟလာအတင်းချတဲ့လူတွေငါပယ်ဖြတ်တယ်ရှင်းပြမယ်မထားဘူးတဲ့အဲ့တော့ဒါဥဆောင်မှုမှာပြတ်သားဖို့လိုအပ်တဲ့အကြောင်းကိုပြောတာဖြစ်ပါတယ်အခန်းငယ်9လှည့်စားတတ်သောသူမူကားငါအိမ်၌မနေရမူသားစကားကိုပြောတတ်သောသူသည်လည်းငါမျက်မှောက်၌အခွင့်မရှိရလှည့်စားတတ်တဲ့သူလည်းငါအိမ်တော်ထဲမှာနေရမရစေငါတို့အဝန်းဝန်းထဲမှာနေရမရစေကလိန်ကကြည့်တယ်နော်လက်စားတဲ့လူတွေလှည့်စားတတ်တဲ့လူတွေနေရလုံးဝမပေးရနေရမပေးရအဲ့ဒါဘုရားသခင်ရဲ့တရားတော်နော်အဲ့တော့အငယ်လေးဟောနံပါတ်၄ကောင်းသောသူများကိုအားပေးရန်ဖြောင့်မတ်သူသစ္စာရှိသူနှင့်စင်ကြယ်သောသူများကိုရှာဖွေပြီးမိမိ၏နန်းတော်တွင်အမှုတော်ထမ်းများဖြင့်ခန့်အပ်မြောက်စားရန်နော်အဲ့တော့ကောင်းတဲ့လူသစ္စာရှိတဲ့သူတွေကိုတော့အနာကိုခေါ်ပြီးတော့ချီးမြှောက်တဲ့သူကိုချီးမြှောက်ရအောင်နေရာပေးတဲ့သူကိုနေရာပေးရမယ်အဲ့ဒါကိုမင်းကငါတို့မျိုးကမဟုတ်လို့မင်းကငါတို့အတိုင်းဝင်နေရမဟုတ်လို့မင်းကငါနဲ့အမျိုးမတော်လို့မင်းတို့နေရာမပေးဘူးဆိုတာမျိုးမလုပ်ရဘူးမလုပ်ရဘူးအဲ့တော့သစ္စာရှိသောပြည်သားတို့သည်ငါထံမှနေပြီးကြောင်းသူတို့ကိုငါကြည့်ရှုမည်စုံလင်သောတရား၌ကျင်လေသောသူသည်ငါ၏အမှုကိုဆောင်ရွက်ရမည်ဘာတရားလဲခုနကပြောပြတယ်စုံလင်သောတရား၌ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တမန်တရားတိုင်းအသက်ရှင်တဲ့သူတွေကိုဘာလုပ်ရလဲနေရာပေးရမယ်ချီးမြှောက်ရမယ်ဒါကခေါင်းဆောင်တွေလုပ်အပ်တဲ့အလုပ်ဖြစ်တယ်နော်နောက်တစ်ခုအဆုံးသတ်ဆုတောင်းလေးရှိတယ်နော်ဆိုတော့စာလံတရား1အခန်းငယ်8ဒီလိုဖတ်ကြည့်အောင်သို့သောအမှုကိုပြုသောသူအပေါင်းတို့ကိုထာဝရဘုရား၏မြို့တော်မှာပယ်ဖြတ်မည်အကြောင်းမတရားသောပြည်သားရှိသမျှတို့ကိုစောစောဖြစ်စည်းနေအပ်တည်းဘုရားခင်လှုပ်လိုက်တယ်အဆုံးကတော့ဘုရားလက်ထက်မှာမတရားသောပြည်သားရှိသမျှတဲ့မိဘမင်းဓမ္မဘက်ကပဲနေနေမိဘမင်းအဓမ္မဘက်ကလူပဲဖြစ်ဖြစ်เนาะမင်းတို့ကဓမ္မအဖွဲ့လို့ပဲခေါ်ဟာငါတို့ကတော့ဓမ္မဘက်ကမင်းတို့ကတော့အာဓမ္မဘက်ကကြိုက်တဲ့လောက်ညင်ဘယ်ဘက်မှာပဲနေမတရားတဲ့သူကမတရားတဲ့သူပဲဘုရားသခင်ကဘယ်အဖွဲ့ကလို့မပြောဘူးမတရားသောပြည်သားရှိသမျှလို့ပြောတာဒါကြောင့်မို့လို့ခုနဓမ္မလည်းမဟုတ်ဘူးအာဓမ္မလည်းမဟုတ်ဘူးဘယ်အဖွဲ့အစည်းမှလည်းမပါဘူးကျောင်းသားGreat 12ကျောင်းသား4ယောက်ပေါင်းပြီးတော့ Great 10ကကောင်မလေးကိုလိန်ခေါ်ပြီးတော့ဆေးခတ်ပြီးတော့အဓမ္မကျင့်ပြီးဗီဒီယိုရိုက်ပြီးတော့ line ပေါ်မှာတင်တယ်တလောက်ဆက်ဆုပ်ရွှေရှာစရာကောင်းတဲ့ကိစ္စကြီးကကျွန်တော်တို့တိုင်းပြည်မှာဖြစ်နေတာဓမ္မဘက်ကလည်းမဟုတ်ဘူးအဓမ္မဘက်ကလည်းမဟုတ်ဘူးပြည်သားတွေထဲမှာဖြစ်နေတာဒါကြောင့်မလို့ဘုရားသခင်ဘာလုပ်လဲစောစောဖြည့်စည်းလေအပ်တည်းဒါဝိမင်းကြီးရဲ့ဆုတောင်းမြန်မာပြည်မှာလာပြည့်နေသလားမသိဘူးလို့တခါတလေစဉ်းစားမိဒါဝိမင်းကြီးရဲ့ဆူတောင်းချက်ကမြန်မာပြည်မှာလာပြည့်နေရောတာဘုရားသခင်ဖြစ်စည်းနေပြီသို့တော်လည်းကျွန်တော်တို့တဦးချင်းကဘုရားကိုသိနေဆိုတဦးချင်းကဒါဝိကဲ့သို့တန့်ရှင်းသောစိတ်နှလုံးနဲ့ကိုယ်အိမ်မှာနေတာတော့တန့်ရှင်းသောနှလုံးသားနဲ့ကြင်ကြံနေမယ်ဆိုရင်နော်ဘာပေါ်မှာမူတည်ပြီးတော့ပညာနဲ့သတိနဲ့အသက်ရှင်ဘိုးဦးဆုံးပါစုံလင်သောတရားတိုင်းလိုက်ဆိုကြည့်အောင်စာလံတရား1အခန်းငယ်2စုံလင်သောတရားတိုင်းပညာသတိနှင့်ကျင့်ပါ၏ကိုတော်သည်အကျွန်ုပ်စီတို့အဘေကာလမှကြွလာတော်မူမည်ကိုအိမ်တွင်တန့်ရှင်းသောစိတ်နှလုံးနှင့်ကျင့်ပါ၏စုံလင်သောဘုရားသခင်ရဲ့နှုတ်ကပတ်တော်တမန်တရားအတိုင်းပညာသတိရှိလျက်ကျင့်နေမယ်ဆိုရင်ဘုရားသခင်ကိုစာငတ်တောင်းတတဲ့စိတ်အမြဲရှိမယ်ဆိုရင်ကိုအိမ်မှာလူရှိမှနေမှာမဟုတ်လူနောက်ွယ်မှာလူအများရှိမှနေမှာမိမိအိမ်မှာအသက်ရှင်တာတော့တန့်ရှင်းသောစိတ်နှလုံးနဲ့အမြဲတမ်းကြည်ကြံအားထုတ်ပြီးအသက်ရှင်နေမယ်ဆိုရင်မတရားသောသူတို့ကိုလည်းကျွန်တော်တို့မနှစ်သက်ဘူးတရားသောသူတို့ကိုလည်းကျွန်တော်တို့နေရာပေးတယ်ဟဲ့လားနေရာပေးတယ်မကောင်းသောသူတို့ကိုလည်းကျွန်တော်တို့ဖယ်ရှားမယ်ဆိုးရုပ်သောသူတို့ကိုလည်းကျွန်တော်တို့ block ပြစ်မယ်အပေါင်းအသင်းမလုပ်ဘူးကျွန်တော်တို့အဝန်းဝိုင်းထဲမှာကျွန်တော်တို့အိမ်ထဲမှာကျွန်တော်တို့ရဲ့ဝန်းကျင်မှာကျွန်တော်တို့အလုပ်ကွင်းကွင်းမှာကျွန်တော်တို့နဲ့သက်ဆိုင်သောနေရာမှာကျွန်တော်တို့ဥဆောင်စီမံအုပ်ချုပ်ရသောကဏ္ဍမှာကျွန်တော်တို့နောက်ကလိုက်ရသောပတ်ဝန်းကျင်မှာမကောင်းသောသူနောက်ကိုကျွန်တော်တို့မလိုက်ဘူးမကောင်းသောသူတို့အတွက်နေရာမထားဘူးမကောင်းသောသူတို့ကိုကျွန်တော်တို့မပေါင်းဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကစုံလင်သောတရားအတိုင်းပညာသတိနဲ့ကြည်ကြံသောသူများဖြစ်တယ်
ထိုသူတို့ကိုဘုရားသခင်ချီးမြှောက်ပါတယ်မောရကဆိုပြီးပါဘွယ်ခက်လာကထားဆော့ရှိတဲ့တကယ်ဘုရားသခင်နှုတ်ပတ်တော်အပြင်ကျွန်တော်အားလုံးပေါ်မှာဘုရားသခင်တောင်းရေးကောင်းကြီးပေးပါစေ